မြစ်တန်လွင် channel ကိုအစဉ်အမြဲအားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီနေ့မှာတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာတ်လမ်းလေးကတော့ဆရာအကားစော်ရဲ့ဝတ္ထုအသစ်ဖြစ်တဲ့ပညာတဲ့အဖွားစောနဲ့အစိမ်းမနှင်းနွယ်လို့အမည်ရတဲ့ကံမရဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်လို့ပေးသွားတော့မှာဖြစ်ပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုခန့်မင်းဖြစ်ပါတယ်ခင်ဗျာ။တရက်တော့ဒေါ်တေးသေးကခြံထဲကိုကြပြကြရပြေးဝင်လာတယ်ဗျ။ကျုပ်တို့မြေဖွားဈေးတွေကပြန်လာပြီးတော့ခဏတစ်ဖြုတ်နားနေတဲ့အချိန်ပေါ့ဗျာ။အဖွားဈေးရောင်းရတဲ့ငွေတွေကိုရေတွက်ပြီးတော့100ရန်တက်တက်200ရန်တက်တက်အဲ့ဒီလိုမျိုးစီနေတော့မို့အမေဘာဖြစ်တာလဲတေးသေးရဲ့အမောတကောနဲ့နင်းနွယ်ယောက်ျားနောက်လိုက်သွားလို့တဲ့ဒေါ်တေးသေးကပြောတော့အဖွားကမျက်လုံးပြူးသွားတယ်ဟဲ့အလိုတော်နင်းနွယ်ကဘသူနဲ့လိုက်သွားတာလဲဘသူရှိရမှာလဲအမေယာသူတို့အိမ်ကမောင်တင်ထုံးဆိုတဲ့အလုပ်သမားနေပေါ့အဖွားကရင်ဘတ်ကိုလက်နဲ့ဖိလိုက်တယ်ဒေါ်တေးသေးကအော်နင်းနွယ်မိဘရွှေပေါ်မြတင်ထားတာတောင်မှ तू ကမွဲကျင်တဲ့ခွေပြပုံတိုးဆိုသလိုလှုပ်ချသွားပါလားဒီလိုလဲမပြောပါနဲ့တေးသေးရဲ့မောင်တင်ထုံးကလိမ္မာရေးချရှိပါတယ်ကွအလုပ်လဲမခုံမကတ်လှုပ်သားပဲသူ့မှာအပြစ်ပြောစရာဆိုလို့ဆင်းရဲတာတခုပဲရှိတာအဲ့ဒီလိုဆင်းရဲသွားတာကလည်းသူများလို့တုံးဖြုံးပြီးတော့ဆင်းရဲသွားတာမှမဟုတ်တာသူ့အမေယောဂထားလို့ကုရင်းနဲ့ဆေးဖို့အကျွေးတွေနေသွားရှာတာပါအမေကတော့အမြဲတမ်းအဲ့ဒီလိုပဲဒီကောင်ကဒီယုံမြင်လို့ဒီချုံထွင်သွားတာအမေရဲ့ရုပ်ကလေးတနာကမနဲ့ကို့အလုတ်ရှင်ရဲ့သမီးကိုအပိုင်ကျန်သွားတာတရေပေါ်အိတ်တရေနားစားဆိုတာဒင်းလိုကောင်မျိုးပြောတာဖြစ်မှာသမီးဖြစ်နှင်းနွယ်ကိုဒေါသဖြစ်မိတယ်မိဘချင်းမွေးမိမလောင်လက်မွေးမိမလောင်ထားတာကိုတော့မှဒီလိုဆင်းရဲသားသူရင်းကနဲ့လိုက်ပြေးရရဲ့လို့ဩဒါကတော့ကွယ်အချစ်ဆိုတာပြောရခက်တယ်မလားလူတယောက်ကိုတကယ်ချစ်မိသွားတဲ့အခါဒီလူကဆင်းရဲသားဖြစ်ဖြစ်သူရင်းကပဲဖြစ်ဖြစ်ချစ်ကြိုက်မိသွားတတ်တာပဲလေအမေပြောရလေဟုတ်ပါတယ်ဒါမဲ့တခါတလေဝေကျွေးရှိရင်ချစ်မိသွားရဲဆိုတာလည်းဖြစ်နိုင်တယ်အခုနှင်းနွယ်ကိုပဲကြည့်လေမိဘနဲ့နေတော့ထမင်းတစ်ခါမှချက်ရတာမဟုတ်ဘူးရွှေတွဲလဲငွေတွဲလဲနဲ့အချိန်တိုင်းထမင်းကိုလက်ဆေးပြီးတော့စားရုံပဲမလားအခုဒီလိုကောင်းတဲ့ညတော့သူ့ဘဝကြီးကခက်ခဲတော့မယ်ရုန်းကန်ရတော့မယ်နှင်းနွယ်နင်မိုက်တယ်နင်တော်မိုက်တယ်ငါသာနင်းနေရမှာဆိုရင်မြို့ကြီးပြကြီးကမြို့သားတထေးတွေကိုခေါင်းခောက်ပြီးတော့ယူပစ်လိုက်အောင်မယ်ဟဲ့အဖွားကမျက်နှာကိုရှုံးမဲ့လိုက်ရင်းနဲ့ကဲပါအေးအဲ့ဒါတွေပြောမနေပါနဲ့တော့မန့်နွယ်တို့လည်းတော်တော်စိတ်တော့ကရောက်နေလောက်ရောပေါ့ကိုသားသမီးကစင်းရဲသားနောက်လိုက်သွားမှတော့ရင်မပူပဲနေပါမလားအမေရဲ့အေးမန့်နွယ်ကငါတို့နဲ့အမျိုးမကင်းတော်တယ်ဆိုတော့ဒီအတိုင်းနေလို့တော့မရဘူးဟဲ့နင်းနေပပတည်င်းလေးပါလေမေးအားလေးပါလေတွားပေးအောင်မအဖွားကမတ်တက်ထရလိုက်တယ်ဗျကျုပ်လည်းဘာလုံးမှမရှိတော့အဖွားနောက်ကိုလိုက်ခဲ့တာပေါ့ဗျာမန့်နွယ်ဆိုတာအဖွားတို့နဲ့ဆွေမျိုးမကင်းတော်တယ်ဗျဒါအပြင်အဖွားကိုလည်းတိတ်ပြီးတော့ခင်ရှာကြတာအဖွားနဲ့ကောင်းတိုင်ပင်စိုးတိုင်ပင်ဆိုရင်လည်းမမှားဘူးပေါ့ဗျာဘာလို့လဲဆိုတော့မန့်နွယ်အိမ်အောင်မကြခင်ကတည်းကအဖွားတို့ကထိန်းချောင်းလာခဲ့တာဆိုပဲအဲ့ဒီမန့်နွယ်ဆိုတာအသက်က40လောက်တော့ရှိမယ်ထင်တယ်ဗျသူတို့ကစံဆက်တွေပါတွေလုပ်တယ်စပားပေးတာတွေပါတွေလုပ်တယ်ဗျပြောရရင်ချမ်းသာတယ်ပေါ့ဗျာလယ်တွေလည်းအများကြီးပိုင်တယ်ကျုပ်ကတော့အန်ဒီနွယ်လို့ခေါ်တယ်အန်ဒီနွယ်ရဲ့ယောက်ျားဥပါဘူးတဲ့ဗျဗမာတော့ဗမာပဲဗျကလစင်မို့လို့ငငယ်တည်းကဘာဘူးလို့ခေါ်ရင်းနဲ့အဲ့ဒီနာမည်ကတွင်သွားတာဥပါဘူးနဲ့အန်ဒီနွယ်နဲ့ကအသက်10နှစ်လောက်กว่าတယ်စီးပွားရေးသမားဆိုတော့တိတ်ပြီးတော့တင်စည်းတာဗျကျုပ်တို့နေရလေပေးဖြောင်းနေအဝင်အထွက်ရှိတယ်ဆိုပေမဲ့တခြားလူတွေအပေါ်မကောင်းလို့တော့လူပြောသိမ့်များတယ်ထိန်ပြောရရင်တော့စီးပွားရေးဈေးကွက်မြင်နေကြက်သားတွေပဲပြောကြပါစို့ဗျာသူတို့စီမှာတမီလေး2ယောက်ရှိတာဗျတမီးကြီးကအခုလင်းနောက်လိုက်ပြေးသွားတဲ့မနှင်းနွယ်ဗျသူကအသက်20လောက်ပဲရှိမယ်ထင်တယ်အသားကတော့ဖြူလိုက်တာမှဝင်းနေတာပဲဗျသူ့အဖေဥပါဘူးကြီးနေများကွာပါဒါကြောင့်လဲနှင်းနွယ်လို့နာမည်မှဲ့ထားတာဖြစ်မယ်ဗျနောက်တစ်ယောက်ကတော့အေးနွယ်တဲ့အေးနွယ်ကကျုပ်တို့နဲ့မတိမ်မယိမ်းဗျကျုပ်ထက်အသက်1နှစ်ခွဲလောက်ကြီးတယ်ဒီကြောင်နဲ့အတူတူတက်ကြတာဆိုတော့ခင်နေကြပြီပေါ့ဗျာအန်နီနွယ်တို့အိမ်သွားရင်ကျုပ်တို့ကိုမုတ်တွေကျွေးတာဟုတ်ဗျကျုပ်ကလည်းစားရင်တောင်းရင်လို့ဖြစ်နေတော့အဖွားနဲ့လိုက်သွားတယ်ဒီတစ်ခေါက်တော့ကျုပ်ရဲ့အတွေ့အတက်စင်အောင်လွဲတယ်ဗျာကျုပ်တို့မုတ်တွေချကျွေးဖို့နေတသားရေတောင်ချမတိုက်ဘူးဗျအန်ဒီနွယ်ကတော့မျက်ရည်ဆက်လက်နဲ့ငိုနေတော့တာပဲ
အိမ်ထဲကိုလည်းတခြားလူတွေပေးမဝင်ဘူးဗျကျုပ်တို့မြေဖွားမို့လို့သာပေးဝင်တာဥပဝေကြီးကတော့ဒေါသထွက်ပြီးတော့မျက်နှာကြီးကိုရှုံမဲ့နေရပဲဗျာဘယ်လိုလဲဟမ်မင်းသမီးကငါတို့မျက်နှာကိုအိုးမဲတုတ်သွားပြီမလားငါကွာရှက်လိုက်တာပြောမနေနဲ့တော့ရွာတွေကလူတွေကိုဘယ်လိုမျက်နှာပြရမလဲတော့မသိတော့ဘူးငါသမီးတော်လာနဲ့ရောင်းမမြေစီထွက်တယ်ဆိုတာဒါမျိုးကိုပြောတာနေမှာကွာအဲ့ဒါမင်းကြောင့်မင်းအထိန်သိမ့်မတက်လို့ကွာပြောပါတော့ကျုပ်ကိုပြောချင်အောင်ပြောပါတော့အောင်မလေးသမီးလေးနှင်းွယ်ရဲ့သမီးကအမေတို့ကိုပြစ်ပြီးတော့အစင်းရဲတွင်းထဲကိုခုန်ချသွားပြီပေါ့အေးနွယ်ကလည်းမျက်နှာငယ်လေးနဲ့ထိုင်နေတယ်ဗျဥပဝေကြီးကဒေါသထွက်နေလို့ကြောက်တောင်မှငြိမ်ကုန်နေရတယ်အဖွားကအနီနွယ်ကိုပုတ်တက်ချော့ရင်းနဲ့စိတ်လျှော့ကြပါဟဲ့ကဲအခုဘယ်လိုဆက်လုပ်ကြမလဲဘယ်လိုလုပ်ရမလဲအတော်ရဲ့သမီးလေးတဲ့တင်းကိုစုံစမ်းပြီးတော့ပြန်ခေါ်ဖို့ကြိုးစားရမှာပေါ့အေးအဲ့ဒါကောင်းတာပေါ့မနွေမိန်းကလေးမှာကောင်းတဲ့တင်းကအရေးကြီးဆုံးပဲအခုဖြစ်ပြီးခဲ့တာတွေလည်းဖြစ်ပြီးပြီဆိုတော့သူတို့အချစ်ကိုမခွဲတာကောင်းပါတယ်ကွယ်မောင်တင်ထုံးကလူစင်းရဲပင်မဲ့အကျင့်စာရိတ္တလေးကကောင်းပါတယ်အလုပ်ကိုလည်းလက်ကြောတင်းတင်းလုပ်တဲ့လူတစ်ယောက်ပါဒီအခါမှာဥပဘူကြီးကဝုန်းကနေမတ်တက်ထားရပြီးတော့အိုဗျာကျုပ်ကတော့မကျင်တတ်ဘူးဒီကောင်မကိုသမီးလို့မတတ်မှတ်တော့ဘူးအခုပဲရဲစခန်းအောင်သွားမယ်တင်ထုံးဆိုတဲ့ကောင်သူများသားသမီးကိုသွေးဆောင်ဖျားယောင်းမှုနဲ့အမှုဖွင့်မယ်ပြန်ပေးမှုနဲ့အမှုဖွင့်မယ်ဗျာဟဲ့ဩစိတ်လိုက်မှန်းပါတွေမလှုပ်ဆန်းပါနဲ့ဘာဘူးရဲ့မတကအမှုတွေဘာတွေဖြစ်ပြီးတော့မောင်တင်ထုံးကထောင်ကျတန်းကြရင်နင်သမီးနှင်းွယ်ပဲစိတ်ဆင်းရဲရမှာပေါ့ကွဟုတ်ပါတယ်ဖေကြီးရဲ့တခြားနီလန်လေးလည်းစဉ်းစားပါအောင်အိုကွာငါကတော့စိတ်မလျှော့နိုင်ဘူးဒီကောင်တင်ထုံးကတိုက်တူးကျင်တာကွတထေးသမီးကိုမြှုပ်ဆွဲပြီးတော့အချိန်တန်ငါတို့ပြန်ခေါ်ရင်တထေးသားလုံမယ်ဆိုပြီးတော့တွေးထားပုံရတယ်ဘာဘူးဒါမျိုးလာကြောလို့မရဘူးကွမင်းသမီးအမိုက်မကိုတခါတည်းအမွေပြတ်ကြော်ညာပြီးတော့နှင်ချလိုက်တော့မယ်ဟိအဖွားကမျက်စိပြက်မျက်နှာပြက်ဖြစ်နေတယ်ဗျအန်ဒီနွယ်ကတော့ငိုနေရှာတယ်ဗျမကြခင်မှာကိုတင်ထွန်းရဲ့ဦးလေးဆိုတဲ့လူကရောက်လာတယ်ဗျဥပဘူးရဲ့လူတွေကသွားခေါ်လာပုံရတယ်ဥပဘူးကဒီလူကြီးကိုစစ်မေးတာပေါ့ဗျာဟေးမင်းတို့ခွေသားခုဘယ်ရောက်နေလဲကွမနေ့တည်းကသူဒီမှာမနေကျွန်တော်လို့တရွာတကြီးစောင့်မယ်ပြောပြီးတော့သူ့အမျိုးတွေရှိတဲ့အထက်အညာကိုတတ်သွားမယ်ပြောတာပဲမနေ့ကညနေတည်းကအဝယ်စားတွေထုတ်ပိုးပြီးတော့ကျုပ်ကိုကတော့လို့ထွက်သွားတာပါပဲဥပဘူးရဲ့အော်ဒီခွေးမှသာအကြံနဲ့ဟိုကွဟိုဘာတွေပါသွားသေးလဲဥပဘူးဟာငါသမီးပါသွားတာကွပြီးတော့သူ့ကိုစင်ထားတဲ့ရွှေတစင်စာနဲ့လက်ဝတ်လက်စားတွေလည်းပါသွားတယ်ကွာတင်ထွန်းအဲ့ဒီရွှေတွေကမင်းတို့ဒီတသက်စားမကုန်တော့ဘူးလို့ထင်နေတာလားကွဒါမင်းအကြံစီမလားမင်းတို့ဒီလိုလုပ်ဖို့မင်းအကြံပေးတာမလားဥပဘူးကဓာကြီးကိုပြေးဆွဲနေလို့လူတွေကဝိုင်းတားထားရတယ်ဗျအဖွားကလည်းဥပဘူးကိုပြေးဆွဲနေဘာဘူးရဲ့နင်းစိတ်ကိုထိန်းသမ်းပါအပြက်နဲ့နှာခေါင်းသွေးထွက်ဖြစ်ကုန်မယ်ဟဲ့တော်တော်စီတော့စိတ်လျှော့ထားလိုက်စိတ်ကိုအေးထားပြီးတော့မှဘာဆက်လုပ်တင်တယ်လဲဆိုတာစဉ်းစားကြတာပေါ့ဖတ်တူမာရောအနီးနားရွာတွေမှာပါမနှင်းတွေနဲ့ကိုတင်ထုံးကိုလိုက်ရှာကြတယ်ဗျဒါပေမဲ့ဘလောက်ရှာသူတို့ရှာမတွေ့ဘူးဖြစ်နေတယ်ဗျနောက်တစ်ပတ်လောက်ကြာတော့သတင်းစာထဲမှာသားသမီးအဖြစ်မှအမွေပြတ်ဆွန့်လွတ်ခြင်းဆိုတဲ့ကြော်ညာပါလာတယ်ဗျအဖွားဒီစာရွက်လေးကိုတွေ့တော့မျက်ရည်တွေကျနေသေးတယ်ဗျသတင်းစာထဲမှာပါပြီးတော့နောက်တစ်ရက်မှပြဿနာဆတာပြို့ဖြစ်ရှင်တော့အဲ့ဒီနေ့ကကျုံနဲ့အဖွားနဲ့ကဥပဘူးတို့ဆန်ဆက်ကိုသွားတာဗျအပင်ဆိုင်ရင်သုံးဖို့စပတ်ကုန်းတွေခွဲပြားတွေကိုသူတို့စီကနေတွားတင်နေကြလေဗျကိုမျိုးဆိုတော့ပတ်စံမပေးရဘူးဗျကျုပ်တို့မြေအဖွားကစာလိုက်အိတ်တယောက်တစ်လုံးနဲ့စပတ်ကုန်းတွေကိုကျုံနေကြတော့ဆန်ဆက်ကောင်တာမှာထိုင်နေတဲ့စီးရင်မှာတကိုယ်လုံးကိုတုံရင်လာပြီးတော့စပွဲကြီးကိုတပုံပုံနဲ့ပုတ်ထုတ်တာပဲဗျာဆန်ဆက်တွေကလူတွေကလည်းဘာဖြစ်တာလဲဆိုပြီးတော့ဝိုင်းအောင်လာတာပေါ့အဲ့ဒီချိန်ဆန်ဆက်မှာဥပဘူးရောအနီနွယ်ရောရှိနေတယ်ဗျလူတွေပြေးအောင်လာတော့မှအဲ့ဒီစီးရင်မှာရှက်ကြီးတငယ်ငိုတော့တာပဲဗျာအဖွားအနာပြေးသွားပြီးတော့ဟဲ့အဲ့ဒါအပမိနေတာဟဲ့တရေပူးနေတာလားမသိဘူးအဖွားကမေးတော့မှစရေးမအန်နီနွယ်ကိုကြည့်ပြီးတော့အမေသမီးမှားပါတယ်သမီးမိုက်ပါတယ်အမေရဲ့အဲ့လိုပြောပြီးတော့ငိုတော့တာပဲဗျအန်နီနွယ်တို့တောင်မှကြောင်အန်းဖြစ်သွားတယ်ဟဲ့သမီးဆိုတော့နင်ကဟုတ်ပါတယ်အမေ
သမီးကအမေသမီးနှင်းနွယ်ပါသမီးလေးဘယ်လိုဖြစ်ရတာလဲကွယ်ဥပဘူကအနားကပ်လာပြီးတော့သမီးကိုဘသူလောက်တာလဲဟိုကောင်တင်ထုံးကသမီးကိုတတ်လိုက်တာလားဒီကောင်ဘာမှရှိလဲပြောစမ်းငါဒီကောင်ကိုရှာပြီးတော့လိုက်တတ်မယ်မဟုတ်ပါဘူးဖေရဲ့ကိုတင်ထုံးလောက်တာမဟုတ်ပါဘူးသမီးပါလားသမီးမလောက်တင်တာကိုလုံမိခဲ့တာပါအဖေတို့အမေတို့ကသမီးနဲ့ကိုတင်ထိုးကိုခွဲဖို့လုပ်နေကြတယ်မလားကိုတင်ထိုးနဲ့သမီးမခွဲနိုင်ဘူးအမေအဲ့ဒါကြောင့်ကိုတင်ထိုးဒီရွာထွက်သွားတဲ့ညမှာပဲသမီးအိမ်ကနေတက်တိစိတ်ထွက်သွားပြီးတော့ဦးဖိုးတောင်ချောင်းထဲမှာခုန်ချပြီးတော့အဆုံးစီရင်ခဲ့တာပါဟမ်သမီးလေးဖြစ်မှဖြစ်ရလေသမီးလေးရဲ့ဥပဘူကခေါင်းခပြီးတော့မဖြစ်နိုင်ဘူးသမီးကြီးကဒီလိုလုံးမှာမဟုတ်ဘူးမင်းလိန်နေရမလားမင်းဘာလို့လဲပြောစမ်းဟုတ်ပါတယ်ဖေသမီးမှသမီးအစ်စ်ပါအဖေတို့မယုံရင်ဦးဖိုးတော်ချောင်းမင်းနာစိန်ပန်းမင်းကြီးအောက်မှာရှာကြည့်ရင်သမီးရဲ့လက်စွပ်လေးကျနေတာတွေ့ရပါလိမ့်မယ်အန်နီနွယ်ကတော့ငိုတော့တာပဲဗျာဥပဘူကသူ့လူတွေကိုလွတ်ပြီးတော့သွားရှာခိုင်းလိုက်တယ်သူ့လူတွေကစပိန်နေနဲ့ထွက်ရှာကြတယ်ဗျတိတ်မကြဘူးအိမ်ပြန်ရောက်လာတယ်သူတို့လက်ထဲမှာလက်စွပ်လေးတစ်ခွင်ပါလာတယ်ဗျအန်နီနွယ်ကအဲ့ဒီလက်စွပ်လေးကိုတေချာကြည့်ပြီးတော့ဟမ်ဟုတ်တယ်ဒါသမီးရဲ့လက်စွပ်လေးပဲအဖေသမီးလေးတော့အန်နီနွယ်ကပြောရင်းနဲ့မေလဲကျသွားတယ်ဗျဥပဘူးလည်းလက်စွပ်လေးကိုကြည့်ပြီးတော့တော်တော်ခေါင်းကိုင်းစိုက်ကြသွားတယ်ဗျအဖေအမားတွေပါသမီးရဲ့အဖေကသမီးတို့အချစ်ကိုခွဲခဲ့မိပါတယ်အဲ့ဒါတွေမပြောပါနဲ့တော့အဖေရဲ့အခုလေသမီးအဲ့ဒီချောင်းဝိုးထဲမှာနေရတယ်မစားမတော့ရတာလေတော်တော်ကြာနေပြီသမီးကိုအမဲသားနဲ့ခေါ်စာပြပေးပါလားဖေဖေရဲ့အေးပါသမီးလေးရဲ့သမီးလေးလိုချင်တဲ့အတိုင်းအဖေစီစဉ်ပေးမယ်နော်ပြီးတော့သမီးလေးအတွက်ရက်လေဆွန်လေလုပ်ပေးမယ်အလူတန်းနေလေလုပ်ပေးပါမယ်သမီးတာရုခေါ်ပြီးတော့ကောင်းရမွန်ရအောင်သွားတော့နော်စရင်မခေါင်းငိမ့်နေဗျနောက်တော့ပျော့ခွေပြီးတော့လဲကျသွားတော့တာပဲအဖွားနဲ့ကျုပ်လည်းသူတို့ကိုကြည့်ပြီးတော့တနာနေမိတယ်ဗျအဲ့ဒီတော့မှဥပဘူးတို့စီကစကားတခုထွက်လာတယ်ဗျကိုတင်ထိုးနဲ့မနှင်းနွယ်နဲ့ချစ်ကြိုက်နေတာကိုလက်ပူးလက်ကျက်မိသွားတယ်တဲ့ဗျအဲ့ဒါနဲ့မနှင်းနွယ်ကိုအိမ်ထဲထည့်ပိတ်ထားတာတလားလောက်ရှိပြီဆိုပဲကိုတင်ထုံးကလည်းဒီရွာကနေထွက်သွားဖို့ပတ်စံတွေထုတ်ပေးခဲ့တယ်လို့ပြောတယ်ဗျဒီရွာကိုတသက်လုံးပြန်မလာခဲ့နဲ့တဲ့ဒီအတိုင်းဆိုမနှင်းတွေကကိုတင်ထုံးကိုမောင်းထုတ်လိုက်တာတိသွားလို့သူတို့မပေါင်းဖက်ရမယ့်အတူတူအသက်အသေးခံလိုက်မယ်ဆိုပြီးတော့ဦးဖိုးတော်ချောင်းထဲကိုခုန်ချပြီးတော့ကိုအဆုံးစီရင်သွားတာပေါ့ဗျာအဖြစ်အပျက်တွေကလည်းစမ်းကြဲတယ်ဗျာမသိရင်ဗီဒီယိုဇာတ်လမ်းတွေကအဖြစ်အပျက်လိုပဲဗျဥပဘူကသူ့လူတွေရောရွာကန်တွေကိုပါအကူအညီတောင်းပြီးတော့ဦးဖိုးတော်ချောင်းအောက်ဘက်မှာရှိတဲ့မနှင်းတွေရဲ့အလောင်းကိုရှာခိုင်းနေဗျကျုပ်တို့ပါမနေတက်လို့သွားရှာကြတယ်ဒါမဲ့9ရက်လောက်တောင်ကြာနေပြီဆိုတော့အလောင်းကိုမတွေ့ရတော့ဘူးပေါ့ဗျာဦးဖိုးတော်ချောင်းဆိုတာလေနွေရာသီသာရေသိမ့်မရှိတာအခုလိုဝါဆိုဝါကောင်အချိန်ဆိုရင်ရေတွေပြည့်ရှံနေတာဗျနတ်တာလေတော်တော်နတ်တာရေစည်းကလည်းတိတ်ကိုတန်တာဗျမနှင်းတွေရဲ့အလောင်းကိုမတွေ့တော့ပေမဲ့မနှင်းတွေပြောတဲ့အတိုင်းသူစားတောက်လို့ရအောင်စိန်ပန်းမင်းကြီးရဲ့အောက်မှာခေါ်စာပြစ်ပေးလိုက်တယ်ဥပဘူတို့ကနောက်ရက်မှာပဲတန်ဃာတော်တွေကိုပင့်ပြီးတော့စွန့်ကတ်တယ်သင်္ကန်းတွေပါလေလှူတယ်မနှင်းတွေအတွက်ရည်စူးပြီးတော့အမြတမ်းလဲပေးဝေလိုက်တယ်ဗျကျုပ်တို့မြည်ဖွာတော်မှာအလူမှာသွားစားသေးတယ်ဗျာမနှင်းတွေတယောက်အမြတမ်းရပြီးတော့ဘဝကူကောင်းပါစေလို့ပဲဆုတောင်းပေးလိုက်ရတယ်ကိစ္စကဒီမှာပြီးပြီထင်ပေမဲ့မပြီးသေးဘူးဗျတလားလောက်ကြာတော့တခါပူးပြန်ရောပြို့ဒီတခါကျတော့အန်နီနွယ်တို့အိမ်မှာအဝတ်လလာလျှော်ပေးတဲ့ဒေါ်ဝတ်တုတ်လို့ခေါ်တဲ့အတော်ကြီးကိုပူးတာဗျဝိုင်းပြီးတော့မင်းမြန်းကြီးတော့မနှင်းတွေဖြစ်နေတယ်သူမကြွဘူးတဲ့အမြဝေတဲ့အချိန်သူလာလို့မရလို့ပါတဲ့အခုသူအရန်စားတယ်မစားရတာလဲတိတ်ကြနေပြီမို့သူ့ကိုအမဲသားနဲ့ဝဝလင်းလင်းစားအောင်ကြွေးပါလို့ပြောပြန်တယ်ဥပဘူတို့ကလည်းတထေးတွေဆိုတော့ကိုသားသမီးစားတယ်ပြောတော့ကြွေးတာပေါ့ဗျာအမဲသားအောင်မှာ3-4ပိတ်တာချက်ပြီးတော့ဈေးတယ်တွေဈေးရောက်နေနှီးတောင်းလိုဟာကြီးတွေထည့်ပြီးတော့ကြွေးတာဗျလူမသိအောင်တော့ကြွေးတာပေါ့ဗျာတော်ကြတရေမွေးနေတယ်ဆိုပြီးတော့ပြောကြမယ်မလားကျုပ်လည်းဒီအကြောင်းတွေကိုအင်းတွေပြောပြလို့သိတာဗျအင်းတွေကကျုပ်နဲ့ခင်းနေမလားဒီလိုနဲ့မနှင်းတွေကတစ်လောက်2ခါ3ခါလောက်အဲ့ဒီလိုဟိုလူကိုပူးလိုက်ဒီလူကိုကတ်လိုက်နဲ့တောင်းပြီးတော့စားနေတယ်ဆိုပဲဗျနောက်ပိုင်းကျတော့တောင်းစရာတော့မလိုတော့ပါဘူးဗျာတပတ်ကိုတစ်ခါလောက်သွားပြီးတော့ခေါ်စာသွားပစ်ပေးနေရတော့တာ
ဒီလိုလုံးနေလို့ဥပဘူးတို့ကအလူတန်းမပေးဘူးမထင်နဲ့နော်တပတ်တစ်ခါလောက်ကိုသူတို့အိမ်မှာဖုန်ကြီးစွန့်ကတ်တယ်တင်ကန်းတွေပါတယ်လှူတယ်ကျုပ်တို့ကိုတော်နေကြဖုန်ကြီးကျောင်းတိုင်းမှာလဲအလူတန်းမပြတ်လုပ်တယ်အလူတန်းလုပ်တိုင်းလဲမနှင်းတွေကိုကြီးစူးပြီးတော့အမြောက်ဝေနေတယ်လို့ပြောတယ်ဗျဒါမဲ့သူတို့ဘလို့လို့မနှင်းတွေကမကြွဘူးတဲ့ဗျအဲ့ဒီနေ့ကဥပုံနေဗျဥပုံနေဆိုရင်ကျောင်းပိတ်တယ်မလားအဖွားကလည်းဝါရင်းဆိုရင်ဥပုံနေရောက်တိုင်းဈေးမထွက်ပင်နဲ့ဖရာကြီးကျောင်းတိုင်းမှာဥပုပ်တီလာတော်ပြီးတော့ယူတယ်ကျုပ်ကလည်းအဖွားနဲ့အတူတူလိုက်လာရင်းနဲ့ကျောင်းကကိုရင်တွေကျောင်းသားတွေနဲ့ဆော့ကြတာပေါ့အဲ့ဒီနေ့ကကျောင်းမှာမွေးငါကျွေးတယ်ဗျကျုပ်တို့ကတော့ဘာပြောကောင်းမလဲဗျအလူရှိရဆိုတော့ဘိုက်ကောင်းအောင်စားတာပေါ့အလူလောက်တဲ့လူကအန်နီနွယ်တို့ဖြစ်နေတယ်ဗျကျုပ်တို့မြေဖွားကိုအပေါ်တက်ကိုခေါ်ပြီးတော့မွေးငါတွေရှယ်ကျွေးတာတာမန်စတုတိတာမွေးငါကြတော့အိုးပဲဦးတွေပဲကြော်တွေမပါဘူးလေဗျာအခုကတော့ရှယ်ဝိုင်းဆိုတော့ရှယ်စားရတာပေါ့မွေးငါပြီးတော့ကောင်းချင်းရွှေကြီးတွေကြောက်ကြောတွေကိမ့်မုံတွေခြာကျွေးပြန်တယ်အချိုပွဲပေါ့ဗျာအဖွားအန်နီနွယ်နားမှာလာထိုင်တာနဲ့မတ်နွယ်ဒီအလူကနင်းနွယ်အတက်ရည်စူးပြီးတော့လှုပ်တဲ့အလူမလားအန်နီနွယ်ကမျက်ရည်တွေဝဲပြီးတော့ကောင်းချင်းပြတယ်ဗျနင်းနွယ်လည်းဘယ်ဘဝအာကုသို့ပါလာတယ်လဲမသိပါဘူးကွယ်ဒီလောက်အလူအတန်းတွေလုံနေတာတော့မှမကျွတ်လွတ်ရဘူးလေလားအဖွားပြောလိုက်တော့အန်နီနွယ်ကခေါင်းခါပြီးတော့သမီးကြီးကမကျွတ်တော့ဘူးတဲ့အတော်ရဲ့ဟင်ဘလို့မကျွတ်တာလဲသူကအဲ့ဒီစိန်ပန်းမင်းနဲ့ချောင်းခွေကိုအပိုင်စားရတဲ့လူဖြစ်နေပြီဆိုပဲသူ့လိုမျိုးနောက်ထပ်တစ်ယောက်သေးမှလူစားရပြီးတော့ကျွတ်တော်မယ်လို့ပြောတယ်အဖွားကမျက်မှောင်ကျုံလိုက်ပြီးတော့ဟုတ်ရဲ့လားမတ်နွယ်ရဲ့ငါကြားဘူးတာတော့အဲ့ဒီလိုမဟုတ်ဘူးနော်နင်းလဲနင်းနေပါနားလေလူနဲ့တွက်ချက်ကြည့်အောင်ကျမဒါရီမှနားမလဲတာအတော်ရဲ့အတော်ရောအသိလေးပါလေမရှိဘူးလားအေးနင်းမေးချင်နေဆိုရင်တော့ငါတငယ်ချင်းတယောက်ရှိတယ်အစောကိုနင်းသိတယ်မလားတို့ရွာတဲ့တော့အဖွားစောလို့ခေါ်ကြရလေဟာကြားတော့ကြားဘူးတယ်လူချင်းတော့မသိဘူးဘာလဲ तू ကဘေဒင်ဟောတာလားဘေဒင်လည်းမဟုတ်ဘူးကအကြမ်းမြင်ဟောတာလို့ပြောရင်ပုံမှန်မယ်သူ့ကိုနည်းနည်းပါးပါးမေးကြည့်ပြီးတော့နင်းသမီးနှင်းနွယ်ဘယ်ပုံရောက်နေသလဲဘလို့ကြွအောင်လုပ်ရမလဲဆိုတာမေးကြည့်ရင်ရမယ်တင်နေဟန်ကြလိုက်တာအတော်ရဲ့ဒါဖြင့်ဒီညနေပဲမေးမလားအေးကောင်းတာပေါ့ဒီလိုလို့နေ့လေ3 နာရီလောက်ဆိုဥပုပ်တယ်တွေပြန်လို့ရပြီမလားနင်အဲ့ဒီချိန်လောက်ကြောင်းအောင်လာလိုက်ပေါ့တို့တွေအတူတူအစောစီသွားပြီးတော့မေးကြမယ်အန်ဒီနွယ်ကလည်းခေါင်းငိမ့်လိုက်တယ်ဗျကျုပ်ကတော့ဒါမျိုးတွေစိတ်ဝင်စားတယ်သိလဲသိကျင်တယ်မလားဒါကြောင့်အဖွားနာမခွာတော့ဘဲနဲ့တဏီကုံကတ်နေလိုက်ရတယ်တော်ကြကျုပ်ကိုမခေါ်ဘဲနဲ့သွားရင်ပွဲကြီးပွဲကောင်းတစ်ပွဲလွတ်သွားမယ်လေဗျာအဲ့လိုနဲ့နေခင်း2 နာရီလောက်ဆိုရင်ဦးစင်းတွေကတရားဟောတယ်ဗျအဲ့ဒါနာပြီးရင်တော့ဥပုပ်တယ်တွေပြန်လို့ရပြီပေါ့ဗျာကျုပ်တို့မပြန်ခင်မှာပဲအန်နီနွယ်တို့ကရောက်လာတယ်ဥပဘူးလည်းပါတယ်ဗျသူတို့လင်မယားကားနဲ့လာကြတာကျုပ်တို့မြေဖွားကိုပါကားနဲ့ခေါ်ပြီးတော့အဖွားစောရဲ့အိမ်ကိုမောင်းချသွားတော့တယ်အဖွားစောကအိမ်အပေါ်ထက်ကဝရန်နာမှာမတ်တက်ရက်ပြီးတော့ကျုပ်တို့ကိုကြည့်နေတယ်ဗျအဖွားကအိမ်ပေါ်ကိုခေါ်သွားပြီးတော့အကျိုးကြောင်ပြောပြလိုက်တယ်ကျုပ်တို့မြေဖွားနဲ့အတူတူအန်နီနွယ်တို့လင်မယားနဲ့သူတို့ကားကိုမောင်းတဲ့ဒရိုင်ဘာတယောက်တောင်ပါလာသေးတယ်အဖွားစောကတော့ထုံးစံအတိုင်းမေးကြည့်မြန်းကြည့်တာပေါ့ဒါနဲ့တေသွားတယ်ဆိုတော့နင်တို့သမီးနှင်းတွေကဘာနဲ့သမီးလဲအသက်ရောဘလောက်လဲစနေသမီးကအမေစောအသက်ကတော့ဒီနှစ်ဆိုရင်22နှစ်ရှိပါပြီအေးသူ့ပုံရောပါရဲ့လားကွအန်တီနွယ်ကဓာတ်ပုံလေးတစ်ပုံထုတ်ပြတယ်အဖွားစောကအဲ့ဒီဓာတ်ပုံလေးကိုတေချာစိုက်ကြည့်နေတယ်ဗျခလေးကချောချောလှလှလေးပဲကွအဖွားစောပြောနေပေမဲ့အန်တီနွယ်တို့ကတော့မျက်နှာမကောင်းဘူးဗျဥပဘူကတော့တိတ်မယုံတဲ့မျက်နှာမျိုးပဲအဖွားစောကဓာတ်ပုံလေးကို9 မိနစ်လောက်တေချာစိုက်ကြည့်ပြီးတော့မှဓာတ်ပုံကိုကြားမော်ကိုချလိုက်တယ်နောက်သူ့ပုံစံတိုင်းပဲခေါင်းကိုခတ်တတာလေးမော့ပြီးတော့မျက်လုံးကိုမိတ်လို့အာယုံခံနေတယ်ဗျအဖွားစောဟောတာပြောတာကိုကျုပ်တို့ကမြင်မှုနေတာဆိုတော့ဘာမှတော့မထူးဆန်းပါဘူးဗျာဒါမဲ့အရင်တုန်းကအဖွားစောဟောရင်ပြောရင်အာယုံခံတာခဏလေးပဲဗျအခုကျတော့တော်တော်ကြာတယ်ကျုပ်စိတ်ချင်း10 မိနစ်လောက်ကိုကြာတယ်ဗျဥပဘူးတို့လင်မရတော့မှတယောက်နဲ့တယောက်ဘာလဲဟဆိုတဲ့အကြည့်နဲ့ကြည့်နေကြတယ်အဖွားကတော့ဘာမှမပြောဖို့မနှောက်ယှက်ဖို့လက်ကိုအသာကာပြလိုက်တာပေါ့ဗျာအဖွားစောကမျက်မှောင်တစ်ချက်ကျုပ်သွားတယ်ဗျပြီးတော့မှမျက်လုံးဖွင့်ကြည့်ပြီးတော့ဟဲ့နင်တို့သမီးကမသေးပါဘူးဟဲ့ဟမ်ဟုတ်ရဲ့လားအမေစောရဲ့
ဟုတ်ပါတယ်ဆိုအေးနှင်းတွေမသေးပါဘူးအဲ့ဒါနဲ့ဥပဘူးကကျန်းကိုလက်နဲ့ပုတ်လိုက်ပြီးတော့ခမများဗျာခမများအသက်အရွယ်မှမထောက်ဘဲနဲ့ကျုပ်တို့ကိုလိန်စားခြင်းနေသေးတယ်ကျုပ်သမီးကတေပြီးလို့တော့မှမကျွတ်မလွတ်တဲ့ဘဝကိုရောက်နေရရှာတာဗျခမများရဲ့ပညာနဲ့ဒီလောက်လေးတော့မကြည့်တော့ဘူးလားဒီမဲမောင်ရင်ငါပညာကတာမန်ဘေးရင်းတွေလိုတွက်ချက်တဲ့ပညာမျိုးမဟုတ်ဘူးကွနေရာတိုင်းမှာအပိုင်ဆိုးရတဲ့နေပိုင်းတွေမျိုးပိုင်ကြီးတွေဘိုးဘိုးကြီးတွေရှိတဲ့ကွအဲ့ဒီပုံကိုယ်တွေကိုငါရဲ့ပညာနဲ့မင်းတို့ပြောတဲ့အသက်နာမည်နဲ့မျက်နှာပုံမှန်သွင်းမျိုးကိုလှမ်းမေးကြည့်ရတာပညာနည်းတဲ့လူတွေကတော့ရွာပိုင်နေပိုင်တွေကနေတဆင်ဆက်သွယ်ရတယ်အေးငါတို့ကြတော့နေပိုင်လောက်နဲ့စကားမပြောဘူးတိုင်းတွေပြည်နယ်တွေကိုအပိုင်စားရတဲ့ဘိုးဘိုးကြီးတွေနဲ့ပဲစကားပြောရတာဘိုးဘိုးကြီးပြောတာကတော့နင်းသမီးကမသေးသေးဘူးအလန်းဝေးတဲ့မြောက်ပိုင်းနယ်တနေရာမှာရှိရဆိုပဲအခုကိုုံအောင်ရနေပြီဗိုက်ထဲရခလေးကယောက်ျားလေးဟဲ့ရှမ်းဆက်ပါတဲ့ကောင်လေးတစ်ယောက်ပဲဟာဗျာလုံးဝမဖြစ်နိုင်ဘူးခမားပြောတာလုံးဝမဖြစ်နိုင်ဘူးကျုပ်သမီးကသူချစ်တဲ့လူနဲ့မပေါင်းရလို့ဦးဖို့တော်ချောင်းတွေကိုခုံချပြီးတော့အဆုံးစီရင်သွားတာဗျခမားလိန်နေတာတေးကြပါတယ်ဗျအဖွားစောကမျက်လုံးကိုပြန်မိတ်တယ်ဗျဒီတခါကျတော့မျက်လုံးမဖွင့်မင်းနဲ့စကားပြောတယ်ဟောငါအာယုံထဲကိုနင်းသမီးပေါ်လာပြီနင်းသမီးကသူချစ်တဲ့သူနဲ့လိုက်သွားတာဘယ်ရလာကိုတက်သေးရမှာလဲသူချစ်သူအဲ့လေအခုတော့သူ့ယောက်ျားပေါ့သူ့ယောက်ျားနာမည်ကတင်ထွန်းနဲ့သူလဲစနေပဲကောင်လေးရဲ့ညာဘက်လက်ဖြံမှာဓာတ်ခုတ်ရလာပါလားတော့မသိဘူးအမာရွတ်အကြီးတစ်ခုရှိနေတယ်မလားကွအဖွားစောပြောလိုက်တော့အနီနွေကမျက်လုံးပြူးသွားတယ်ဟုတ်တယ်အဲ့ဒါတော့ဟုတ်တယ်မောင်တင်ထွန်းအရင်ကကိုင်းခုတ်ရင်းနဲ့ကိုင်းခုတ်ဓာတ်နဲ့မတော်တဆခုတ်မိတာလက်မှာဒဏ်ရာရသွားဘူးလေကျမတို့တောင်မှမနေ့ကုပေးလိုက်ရသေးတယ်အေးနောက်ပြီးတော့နင်းသမီးကအခုတော်တော်ဝနေပြီဟဲ့ငါဖြင့်သူ့ရုပ်ပုံကိုမနေ့ဖမ်းယူရတယ်စိတ်ချမ်းသာလို့များဝလာတာလားတော့မသိပါဘူးဟဲ့အသားကလည်းဖြူတော့မသိရင်ရှမ်းမကြီးတရုံးမကြီးကြနေတာပဲဟဲ့နင့်သမီးကြီးကရှမ်းဆက်ဟဲ့ရှမ်းပြည်ကသူတို့အမျိုးနွယ်တွေကသူစိတ်ဆင်းရဲနေတာတီးလို့လှမ်းခေါ်ထားတာအဲ့ဒီမှာလင်မယားနှစ်ယောက်စလုံးအဆင်ပြေတယ်ဆိုင်လေးတစ်ဆိုင်တောင်ဖွင့်ထားသေးတယ်တက်မှာလည်းရွှေတွေကိုညှို့နေတာပါပဲအေးနင့်သမီးနေရွက်တစ်ဖက်မှာတော့အနီရောင်အမတ်ကလေးပါတယ်မလားဟိုအကုန်မှန်ပါတယ်အဖွားစောရဲ့ဒါဆိုသမီးလေးကမသေးဘူးပေါ့နော်ဝမ်းသာလိုက်တာရှင်သမီးလေးကဘယ်မျိုးဘယ်တိုင်းမှာနေတယ်ဆိုတာများသိလို့ရမလားကျမတို့လိုက်သွားခြင်းလို့ပါမပူပါနဲ့အေးသူလည်းအိမ်လွမ်းနေတာကြာပြီငါပညာနဲ့တော့လှမ်းခေါ်ထားပေးတယ်3-4လအတွင်းမှာအိမ်ကိုပြန်လာလိမ့်မယ်ဟုတ်ရင်ဟုတ်ပေါ့ဗျာမဟုတ်ရင်တော့ခမားနဲ့ကြုံနေတွေ့ပြီပေါ့ဥပဘူကအခုထိကိုမယုံသေးဘူးဗျကျုပ်တို့ကတော့အဖွားစောယုံပြီးသားပါဗျာအန်နီနွယ်လေးယုံပုံရတယ်ဒါဖြင့်ကျမသမီးဆိုပြီးတော့ခေါ်စာပြစ်ခိုင်းနေတဲ့သူကြတော့ရောညီတို့အေးမမေးမဆမ်းမင်းနဲ့လှုပ်ရက်ကြတယ်အဲ့ဒါတခြားသူအေးသူကညီတို့သမီးအောင်စောင့်နေတာဒီကောင်မတော့မှတ်လောက်သားလောက်ပညာပေးမှရမယ်အဖွားစောကကျမ်းပြင်ကိုလက်နဲ့ပုတ်လိုက်ပြီးတော့ဟဲ့သူတို့လိန်ညာပြီးစားတောက်နေတဲ့အကောင်ဝင်လာကြစမ်းနင်အခုဝင်လာစမ်းအဖွားစောပြောပြီးတော့မကြဘူးဗျကျုပ်တို့နဲ့ခက်လန်းလန်းမှာထိုင်နေတဲ့ကားဒရိုက်ဘာကတကူလုံးလူးလွန်ပြီးတော့ရိန်ထုတ်လာတော့တာပဲဥပဘူးတော့မှအံ့ဩသွားတယ်ဟာမောင်ဦးဟဲ့မောင်ဦးမင်းဘာဖြစ်တာလဲကွာအဖွားစောကလက်ကပြလိုက်ပြီးတော့ဘာမှမပူနဲ့အဲ့ဒါမောင်ဦးမဟုတ်တော့ဘူးမင်းတို့လိန်စားနေတဲ့နနာဘဝကောင်ဝင်လာတာပဲဟဲ့ဥပဘူးတော့ကလမ်းပြန်သွားတယ်ဗျအဖွားစောကတေချာစိုက်ကြည့်ပြီးတော့ကဲပြောစမ်းနင်းကအကောင်လားကောင်မလားဘာဖြစ်လို့သူတို့ကိုလိန်ညာရလဲမမှန်ပြောမပြောလို့ကတော့နေငါအကြောင်းသိမယ်နော်ဒရိုင်ဘာမောင်ဦးကလက်အုပ်ချီရဲ့ဗျလက်အုပ်ချီပေမဲ့လက်ဝါးနှစ်ဖက်ကမပူဘူးဗျာဇက်ထဲကအမတ်ကြီးတွေတင်လျှောက်သလိုဖြစ်နေတယ်ကိုခက်ကိုင်းလုပ်ပြီးတော့မလှုပ်ပါနဲ့အမေစောကျုပ်ကမလှုပ်ပါနဲ့ဗျာအတန်ကယောက်ျားအတန်ကြီးဗျနင်ဘာအကောင်လဲပြောစမ်းကျုပ်ကအဲ့ဒီချောင်းခွေနာစိန်ပန်းမင်းကြီးမှာနေတဲ့ပိတ်တာကြီးပါအန်နီနွယ်တို့အကောင်လုံးကဟာကနေဟင်ကနေဖြစ်သွားကြတယ်ဗျနင်သူတို့ကိုဘလို့ယုံအောင်လိမ့်လိုက်လေပြောပါမယ်အဲ့ဒီစိန်ပန်းမင်းကြီးအောက်မှာမောင်တင်ထိုးနဲ့နင်းနွယ်တို့ကလာပြီးတော့ချိန်ထွေးနေကြတာပါ
ကျုပ်ကသူတို့မြင်မာများလို့သူတို့အကြောင်းတွေတော်တော်သိနေပါပြီတညက်နေတော့မောင်တင်ထုံးကတစ်ပင်အောင်မှာလေကလေးတစ်စီးနဲ့လာဆောင်နေတယ်မကြခင်နှင်းတွေရောက်လာတယ်နှင်းတွေကအမောတကောနဲ့ပြေးလာခဲ့ရတာသူပြောတာကတော့အင်ရလူတွေတီးကုန်ရင်ဒုက္ခရောက်ကုန်မယ်တဲ့သူတို့နှစ်ယောက်ကတရက်တကြီးကိုခိုးပြေးကြမယ်ဆိုပြီးတော့မောင်တင်ထုံးကနှင်းတွေကိုပြောနေတယ်သူတို့တွေသွားမယ်လမ်းအကျန်းတော့လမ်းမှာမတော်တရောလူတွေတွေ့ပြီးတော့ဓမြတိုက်နေမှာစိုးရင်လို့ဆိုပြီးနှင်းတွေဝတ်ထားတဲ့ရွှေတွေကိုချွတ်ပြီးတော့လက်ကင်ပေါ်ကတစ်ခုတည်းကိုထည့်ကြတယ်အဲ့ဒီချိန်နှင်းတွေလက်မှာဝတ်ထားတဲ့လက်စုပ်ကမြတ်တော်တွေကိုကျသွားတယ်ညနေဆိုတော့နေရောင်ကလည်းမရှိတော့လို့ရှာဖို့မလွယ်တော့ဘူးဒါနဲ့ပဲသူတို့စုံတွေလှေပေါ်အမြန်တက်ပြီးတော့အောက်ကိုစုံစင်းပြီးတော့ပြေးသွားကြတော့တာပဲကျုပ်လည်းအဲ့ဒီအဖြစ်ကိုမြင်ပြီးတော့အကြံတစ်ခုရသွားတယ်ပျောက်သွားတဲ့နှင်းတွေကိုရေထဲခုန်ချတက်တည်ရဲ့လို့ဇလန်းဆင်ပြီးတော့ခုနကကြားကြံနေတဲ့လက်စွပ်လေးကိုတက်တည်အဖြစ်နဲ့အယုံသွင်းနိုင်ခဲ့တာပါကြည်စမ်းမင်းကငါတို့လင်မရအောင်အယူလုပ်ပြီးတော့မလိမ့်တစ်ပတ်နဲ့ထမင်းတောင်းစားနေရပါလေအိုးဟိုကျုပ်စားလုံးလို့ပါဗျာအဲ့ဒီလိုမှလိမ်မစားရင်ကျုပ်ဝဝလင်လင်မစားလို့ပါအစားတော့တခါတလေလောက်ပဲလိမ်စားမယ်လို့ကြံမိပါတယ်နောက်ပိုင်းတော့ဗိုက်စာလာတိုင်းမှာခမရတို့လိမ်ပြီးတော့စားနေမိတာပါဗျာပူးကတ်တဲ့အခါခမရတို့လင်မရကန်မြင့်နေတာကြောင့်ပူးမရလို့ခမရတို့နာကန်နေနေတဲ့လူတွေကိုလိုက်ပြီးတော့ပူးကတ်ရတာပါမင်းကငါအရှင်မထားဘူးကွာမင်းလို့ငါတို့ရင်တွေဘယ်တော့တော့နာခဲ့ရတယ်လို့ဆိုတော့မင်းသိလားဥပဘူကအဖွားစောဘက်ကိုလှည့်ရင်နဲ့အမေစောကျုပ်ကတော့ဒီအတိုင်းမကြေအေးနိုင်ဘူးဗျဒီကောင်းအောင်မှတ်လောက်သားလောက်ဖြစ်အောင်ဆုံးမပေးပါတေကောင်ပေါင်းလဲဖြစ်အောင်လုပ်ထည့်ပေးပါနေပါစီမောင်ရင်ရဲ့ဘရလောကသားဆိုတာတိတ်တနာစရာကောင်းတာကွမောင်ရင်လှုပ်လို့လေသူတို့ဘာမှပြန်လုပ်နိုင်တာမဟုတ်ဘူးအမေကြီးကြီးကောင်းတယ်လို့စီစဉ်ပေးပါမယ်အဖွားစောကဟိုလူဘက်ကိုလှည့်ရင်နဲ့ဟဲ့ကောင်နင်ဒီမှာနေတာကြာပြီလားကြားလာပါပြီဟောဒီချောင်းကြီးမဖြစ်ခင်ကတည်းကဟောဒီနေရာမှာလူနေအိမ်ကြီးတွေမရှိခင်တည်းကနေခဲ့တာပါလူတက်တန်းအပြည့်ဆိုရင်အနည်း900လောက်ကြာနေပါပြီဟိုနေရာပြောင်းလိုက်ဒီနေရာပြောင်းလိုက်နေနေနဲ့လောလောဆယ်တော့စိန်ပန်းမင်းကြီးမှာအိမ်ပြုတ်ပြီးတော့နေပါတယ်အေးတလုတ်စားဖို့သူ့ကျေးဇူးတယ်ဟဲ့နင်အခုသူတို့ကြွေးတာမွေးတာတွေစားခဲ့တောက်ခဲ့ပြီးပြီမလားဒီတော့နောက်နင်သူတို့အပေါ်ကူညီရမယ်သူတို့ရဲ့ကျွဲနွားလေယာတွေကိုမပြောင်းမပြတ်မခိုးမဝအောင်တတ်နိုင်တဲ့လောက်ကြီးစုစောင့်ရှောက်ပေးလိုက်ဟုတ်ပြီလားနောက်လည်းဘယ်တော့မှထပ်မတောင်းနဲ့တော့ထပ်တောင်းရင်ငါနဲ့တွေ့မယ်နော်သူတို့အမျှပေးတဲ့အခါအမျှအတန်းကိုလက်ခံပါဟုတ်ပြီလားလက်ခံချင်ပါတယ်ဒါပေမဲ့ကျုပ်ပါဇက်ကအဲ့ဒီစကားကိုထွက်လို့မရဘူးဖြစ်နေတယ်သူတို့ကုသိုလ်တွေလုပ်ပြီးတော့ကုသိုလ်ပေးရင်ဘလို့မှမယူနိုင်ဘူးဖြစ်နေရပါတယ်ဗျာအဖွားစောကတကြွကြွနဲ့စုပ်တက်လိုက်တယ်ဗျအော်ဒုက္ခအာကုသိုလ်တရားကြီးမားတော့လေခံရအောင်မှာပေါ့ကွယ်နောက်ဒါမျိုးမလုပ်နဲ့တော့သွားတော့အဖွားစောကလက်နဲ့လှမ်းပြီးတော့တောက်ထည့်လိုက်တာကားဒရိုက်ဘာတယောက်နှစ်ဖူးကိုရိုက်ခံရတယ်လို့ဖြစ်ပြီးတော့အနောက်ကိုရိမ့်ထိုးသွားတယ်ဗျပြီးတော့မျက်လုံးပြူးမျက်စံပြူးနဲ့ဟိုလူကိုကြည့်လိုက်ဒီလူကိုကြည့်လိုက်ဖြစ်နေတယ်ဒီတော့မှဥပဘူးကယုံသွားတော့တာပြို့အဖွားစောကိုပတ်စံနေပါတွေထုတ်ပြီးတော့ကတော့ရှာတယ်ဗျဘာမှမပူနဲ့နင်တို့သမီးပြန်လာလိမ့်မယ်အေးနင်တို့သမီးဘာဖြစ်လို့ထွက်ပြေးသွားတယ်ဆိုတာသဘောပေါက်ကြတော့သူရလာတဲ့ကလေးကနင်တို့မြည်ကလေးပဲနင်တို့ထပ်ပြီးတော့မန်တက်နေဦးမယ်ဆိုရင်ဒီတခါနင်သမီးကနင်တို့ရင်ခွင်ထဲကနေအပီးထွက်သွားလိမ့်မယ်ဟဲ့ဟုတ်ကဲ့ပါအမေစောရာကျုပ်တို့နားလည်သွားပါပြီဘာပဲပြောသမီးလေးမသိဘူးဆိုတာကိုသိလိုက်ရတော့ကျုပ်ရင်နဲ့တစ်ဆို့နေတဲ့အလုံးကြီးကကြာဆင်းသွားပြီဗျအဲ့ဒါနဲ့သူတို့လင်မယားတွေပျော်ရွှင်ရွှင်နဲ့ဆင်းသွားကြတယ်အဖွားစောကိုလည်းငွေ9000နဲ့ကတော့သွားတာဗျအဲ့ဒီကိကငွေ9000လည်းမနှဲဘူးဗျချမောင်ရတစ်စီးမှ30ကစုံရတစ်စီးမှ15ကျပ်20လောက်ပဲရှိတဲ့ခေတ်ကိုဗျအဖွားစောကငွေ2000ယူပြီးတော့အဖွားကို1000လှမ်းပေးတယ်ကြော့နင်းအတွက်ပွဲကအဖွားကရည်တယ်ဗျလုံးမနေပါနဲ့အစောရဲ့နင်းမဲယူစမ်းပါယူပါအေးငါတော်ရုံဆင်းရဲတဲ့လူတွေစီကနေငွေမယူဘူးအေးသူတို့ကချမ်းသာမှန်းသိလို့ယူလိုက်တာကြော့ယူစမ်းပါအဖွား1000ယူလိုက်တယ်အဖွားစောကကျုပ်ကို1000ပေးတယ်ကြော့ငလင်းဒါနင်းမဖို့ကျုပ်ဆိုတော်တော်ပျော်သွားတယ်ဗျမဟုတ်ဘူး1000ဆိုတာနဲတာမဟုတ်ဘူးလေကျုပ်ပတ်စံကိုကင်ပြီးတော့ကြည်နေမိတယ်စိတ်ထဲမှာတော့မုတ်တွေဝယ်စားမယ်အယုတ်တွေဝယ်မယ်ဘာလုပ်မယ်ညာလုပ်မယ်ဆိုပြီးတော့တခါတည်းအတွေးနဲ့ချက်နေတာပေါ့ဗျာဒီအချိန်အဖွားကကျုပ်လက်ထဲကပတ်စံကိုစက္ကန့်နဲ့ဆွဲယူလိုက်တယ်ဗျဟာအဖွား
ဘာလုပ်တာလဲဗျခလေးဆိုတာပတ်စံကိုင်းရင်ပျက်စီးတယ်ဟဲ့နင်းပတ်စံကိုငါသိမ်းမိထားမယ်ငလင်းနောက်မှငါစီကတောင်းတော့မို့ဟာသွားပါပြီဗျာသွားပါပြီဟဲ့ဘာဖြစ်လို့လဲငလင်းရဲ့အဖွားကပတ်စံသိမ်းမိထားမယ်ဆိုပြီးတော့ဘယ်တော့မှပြန်တောင်းလို့လည်းမရဘူးဗျကျုပ်ကငိုတံမာကြီးနဲ့ပြောလိုက်တော့အဖွားစောကထားကြည့်ပါလိရောဗျာအဖွားစောဟောချက်ကဘယ်တော့မှမမှားဘူးဗျတလားနှစ်လားလောက်ကြာပြီးတဲ့အခါမှာမနှင်းတွေတို့လင်မယားပြန်လာကြတယ်ဗျမနှင်းတွေတို့ကသူတို့ပြန်လာတော့မိဘတွေကအံ့ဩနေမယ်ထင်တာနောက်ပြီးမိဘတွေကပြောဆိုကြမယ်ထင်တာဗျအခုတော့ဥပဘူတို့ကမပြောဆိုတဲ့အပြင်ဖက်လဲတကင်းနဲ့ကိုကြိုကြတာဗျကိုတင်ထုံးကလည်းသူ့လုပ်ရက်တွေအတွက်တောင်းပန်ရှာတယ်မနှင်းတွေကတရုံမကြီးလိုပဲဘဝဖောင်းဖောင်းကြီးပြို့ပိုက်ကြီးကလည်းအကြီးကြီးပဲဗျသူတို့လင်မယားလာရှိုးတက်ပြီးတော့ဆိုင်ဖွင့်နေဆိုလားပဲတော်တော်အလုပ်ဖြစ်တယ်လေဗျသူတို့လင်မယားကိုကြည့်ပြီးတော့ကျုပ်တို့မြီးဖွားတွေကတော့ပျော်ရွှင်နေရတာပေါ့ဗျာပြောဖို့တခုကြံနေသေးတယ်ဗျအဲ့ဒီအဖြစ်အပျက်တွေဖြစ်ပြီးတော့ဥပဘူတို့တွေမိသားစုလိုက်ကြီးဖျားဘူးထွက်သွားကြတယ်သူတို့အိမ်မှာထားခဲ့တဲ့အလုပ်သမားတစ်ယောက်ကသူတို့အိမ်ကအတွင်းပစ္စည်းတွေထားတဲ့နေရာကိုသိနေတော့အင်ရှင်တွေခရီးသွားတဲ့အချိန်အိမ်မော်တက်ခိုးတယ်တဲ့ဗျာအဲ့ဒီတခိုးကပစ္စည်းတွေကိုစောင်းကြီးနဲ့ထုတ်ပိုးပြီးတော့အိမ်ကနေပြန်အစင်းခြံနောက်ဖေးရောက်တော့သူ့ကိုမဲမဲအကောင်ကြီးတစ်ကောင်ကဂုတ်ကနေဆွဲထားတာတွဲလောင်းကြီးဖြစ်နေတယ်ဆိုပဲဗျနောက်တော့သူ့ကိုမြေကြီးပေါ်ကင်ပေါက်ပြီးတော့မဲမဲအကောင်ကြီးကတက်ဖိထားတာဟိုလူကမယုံနိုင်မင်းနဲ့နောက်ဆုံးအော်ဟစ်အကူကြီးတောင်းလိုက်လို့အိမ်နီးနားချင်းတွေပြေးလာရင်းနဲ့မိသွားကြတယ်ဆိုပဲဗျတခြားလူတွေကတော့တိုးလို့ပြောပေမဲ့ကျုပ်အထင်အဲ့ဒီမဲမဲအကောင်ကြီးဆိုတာမနှင်းတွေပါဆိုပြီးတော့လိန်စားခဲ့တဲ့မူသားပြောတဲ့ပိတ်တာကြီးများဖြစ်နေမလားပဲဗျဟုတ်ကဲ့ပါပညာတဲ့အဖွားစောနဲ့အစိမ့်မနှင်းနွယ်ဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားခဲ့ပါပြီမကြမီအပိုင်းတင်များကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့မြင့်တန်လွင် channel လေးကို like and subscribe လေးလုပ်ထားပြီးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ